ပြုတ်တဲ့နေရတာကြတော့ပြင်းလာတယ်တဲ့ ငါရှိရကွာမင်း ဟာအာစီကအချိန်တန်သိမှကပြုတ်တဲ့ကြံတယ် အဲ့လိုဆိုရင်မင်းငါလိုပဲဟိုတပည့်တယောက်ရှာဖို့ဖြောက်တယ် အလုတ်တင်ဆန္ဒလာတယောက်ရဖို့ဆိုတော့လွယ်မှတ်လို့လားအာစီက အဲ့လိုဆိုတော့ကျွမ်းကျင်သူ့ဘာရာဇာတယောက်ရှာလေ ဒါလေအာစတိလို့တော်တဲ့ဆရာရဖို့ဆိုတာကဒါ အာဖြောက်စီတော့ဖြောက်စီဝေးလေကြောင်မနဲ့မင်းလူတော်တဲ့မင်းတိုးချင်နေပြီလားဟမ် လူတော်တဲ့တော့တိုးချင်မဟုတ်ဗျာကျုပ်ကမိမကျွင်ကောင်းမလားစဉ်းစားနေရ အဲ့ဒါပူဆိုးမင်းကတင်ញန်းကုန်းထဲမှာမင်းကရွာတင်ခြင်းနဲ့ဆိုတဲ့သဘောလားဟမ်မင်းစဉ်းစားကြည့်မင်းမိမယူပါပြီသူ့အဖေတွေအမေတွေနဲ့ပတ်သက်လာမယ်ဟမ်ပြီးတော့ဆွေမျိုးတွေညီကိုမောင်နှမအတိုင်းဝိုင်းတွေပတ်သက်လာမယ်မင်းတို့ရဲ့သားတွေသမီးတွေတောက်စစ်မင်းစဉ်းစားကြည့်မျက်စိထဲမှာမင်းမြင်ကြည့်တာမင်းကငါကြည့်တယ်နော် ဟုတ်တယ်တရားတွေးကြည့်တော့ကြောက်စက် အဲ့ကြောင့်ပြောတာဗောမင်းကပြောတာအေးစီစီကိုကကိုကြီးထမကြောက်ကိုရေစိမ့်တော့အေးစီရခတ်သမားလူရှင်နဲ့မပေါင်းကျင်စားမှနဲ့ဖြောက်စိတ်ရ ပြုတ်စရာစကားကိုနားထောင်မယ်လူရှင်နေနဲ့မပေါင်းတော့အာစတိလို့လူတွေတွေနဲ့ပဲပေါင်းမယ် အဲ့ဒါမှငတ်တယ်ပဲကောင်းဟဲ့